ဓမ္မကတိကအကျော်ဆရာတော်သခင်အရှင်သူမြတ်ကြီးဖေဟာဓမ္မမိတ်ဆွေပေါင်းတို့၏ကိုစားဖေဟာတပည့်တော်မတ်လိုင်းသစဉ်မူအားတရားတောင်းတွင်ပြုပါရန်ရိုသေစွာလျှောက်ထားအပ်ပါသည်ဆရာတော်သခင်အရှင်သူမြတ်ကြီးဖေဟာဘဂဝါစိနဝါဂီတာဘာသာယတာရဝလိယဣမံလောကမုပါကာတိတေရောတိတိတုဗုဒ္ဓိယဝါဂီတာစကားယပြတကားတုနာမချုံမြမလိုရသုံးသမျှစကားတရားဖြစ်စေခွဲဝေချိန်စာဝါစာစိတ်နေရကုန်တော်ရှိတော်မူသောစိနာအလောကပကမြမနာရာတိတိသာတိညာစွာဖွယ်တကားတို့၌အမြဲတမ်းနိုင်ယူအောင်တော်မူအညွန်မှုတော်ဖြင့်ကိုမြူပြီးထားအိုကျေးဇူးတော်ရှင်အရှင်တော်မြတ်ဖေဟာဘဂဝါရှုမြောင်းလုံးမဆုံးတကူတော်လုံးချက်တည်းလက္ခဏာတော်တွေမောင်းချေသည်ဖုံးကျွေးထွတ်ထားရှင်တော်မြတ်ဖေဟာသည်ဝါဂီတာဝါဂီတာစကားဝကြအကွက်လာအာမဟာညူကြစကားနိုင်နေပြန်ဘက်ကင်းတော်မူသည်ဖြစ်၍တာရဝနိယချူအေးစိတ်ဤအစီရှုံးဆုံးအကားကိုဖဲတိဘေဒရာလာ
ညာ